hi Dr. Sasang hong ya hi ki ho yong ka yao hi in chi meeting ki sai le cham khat Dr. Sasang to ki mu tu na ki ai president pa to yang to ke to enam sungwa itapong endu chi imu la မဲ့လေကျွန်မတို့ဒီလုံးလုံးမှာအခုချိန်ထိပေါ့နော်ပါဝင်ပေးကြတဲ့သူတွေကိုဆိုင်တော့ဒီမှာချက်ပြုတ်တဲ့ပေါ့နော်ဆိုကြပပတို့ရောလာလေးဆိုတော့အမီတို့နော်အေးတို့ပပတို့တော်လုံးဒီသားစုရောတော့ပါရတာပေါ့နော်ဆိုတွေ့ရမှာဖြစ်ပါတယ်ကျွန်မတို့အားလုံးမှာဘာလူမျိုးပဲဖြစ်ဖြစ်ဘာဘာသာပဲကိုကွယ်မြန်မာနိုင်ငံမှာကြီးပြင်းလာကြတဲ့မြန်မာနိုင်ငံရဲ့အမိမြေရဲ့တို့ရေကိုတောက်ပြီးတော့မှကျွန်မတို့ကြီးပြင်းလာကြတဲ့သူတွေဖြစ်ပါတယ်ကျွန်မတို့2021အာဏာသိမ်းတဲ့အခါမှာပေါ့နော်ဒီဆူထိုစာမြို့မှာဆန္ဒပြတာနေစပြီးတော့မှကျွန်မတို့ဒီ fundraising ပွဲတွေလုပ်ဖို့အတွက်ဒီမှာကြည့်ရဆိုရင်ကျွန်မတို့ reverend တွေလည်းတယောက်မှမပါပါဘူးဒေါက်တာတွေလည်းတယောက်မှမပါဘူး PhD ဟာပြောရှင်တာပညာတတ်နေမှာမဟုတ်ပါဘူးကျွန်မတို့ခံစားချက်ကြောင့်မို့လို့ပေါ့နော်အမိမြေအတွက်ဥဒိချက်သေးတွင်အတွက်ပါဝင်လို့ရမယ်ဆိုတဲ့စိတ်ဆန္ဒတွေနဲ့ကျွန်မတို့ကပါဝင်ခဲ့ကြတာဖြစ်တယ် This is Oklahoma State Representative Michelle McCain. အားလုံးပဲမင်္ဂလာပါကျမတို့အခုဒီမြို့ကိုယ်စားလှယ်အနေနဲ့ပေါ့နော်လာတဲ့လူတချို့ကိုမိတ်ဆက်ပေးချင်ပါတယ်ဒီအဆုံးမှာရှိတဲ့လူကတော့Crystal Reyes သူကတော့ဒုတိယမြို့တော်ဝန်ပေါ့နော် Deputy Mayor ဖြစ်ပါတယ်ပြီးတော့ဒီအလဲက Counselor သူကတော့ကောင်စီဒီကျမတို့နေတဲ့နေရာကကောင်စီဦးဆောင်တယ်လို့ဖြစ်ပါတယ်သူ့နာမည်ကတော့ Anthony Archie လို့ခေါ်ပါတယ်ပြီးတော့ဒီခါကကြတော့ကျမတို့ရဲ့ဒီ Oklahoma state တစ်ခုလုံးကိုပေါ့နော်ကိုစားပြုပြီးတော့ဦးဆောင်နေတဲ့လူပါသူ့နာမည်ကတော့McCain Michelle McCainဖြစ်ပါတယ် We're continuing to fight for democracy and for a thriving Burma. ကျမတို့အခုလိုဖိတ်ခေါ်ရတဲ့ကျေးဇူးများတင်ပါတယ်ဒေါက်တာဆာဆာနဲ့တွေ့ရတဲ့အတွက်လည်းရန်ကုန်ဝမ်းသာပါတယ်မြန်မာနိုင်ငံအတွက်ဒီမိုကရေစီအတွက်မြန်မာနိုင်ငံတိုးတက်ဖွံ့ဖြိုးဖို့အတွက်ဦးဆောင်နေတဲ့လူနဲ့တွေ့ရတာဝမ်းသာပါတယ် I wanted to bring welcome and a message from our city, from our Mayor Nichols, and on our behalf, and Nem is actually part of our team as well, to say that we stand with all of you and that our hearts are with you, and to keep continuing to hope and to support for your country back home, while also knowing that you are welcome and supported here in Tulsa, and that we're so grateful that you are here. ကိုဆိုင်ရဲ့မြို့တော်ဝန်ပေါ့နော် Mayor Nichols နဲ့ကျမတို့ဒီမှာကျမတို့ရဲ့ team တစ်ခုလုံးကနေပေါ့နော်နှုတ်ဆက်စကားပြောချင်တာကတော့ဒီမှာရှိတဲ့လူတွေအားလုံးရဲ့လှုပ်ဆောင်မှုတွေအားလုံးကိုကျမတို့ထောက်ပံ့ပါတယ်ကျမတို့အားပေးပါတယ်မြန်မာနိုင်ငံအတွက်ပဲမဟုတ်ဘူးမြန်မာနိုင်ငံအတွက်ဖြစ်စေပေါ့နော်ဒီမှာအခုကျမတို့နေနေတဲ့သူစာမျိုးမှာလည်းနေထိုင်တဲ့နေရာမှာကျမဒီမှာရှိတဲ့လူတွေအားလုံးကအမြဲတမ်း welcome ပါတယ်အမြဲတမ်းကြိုဆိုနေပါတယ်ဒီမှာလည်းအမြဲတမ်းကြိုဆိုနေပါတယ်လို့ပြောချင်ပါတယ် for this area of the city of Tulsa. ဒီသူစာမျိုးထဲကနေပြီးတော့ကောင်စီဒီနေရာအခုဒီနေရာပေါ့နော်ဒီနေရာဝင်းကျင်ကနေဒီနေရာဝင်းကျင်ရဲ့ကောင်စီအနေနဲ့ဦးဆောင်နေတာဖြစ်ပါတယ် Thank you so much for inviting me to this amazing fundraiser. ဒီလိုမျိုး fundraising နေရာမှာကျွန်တော်ကိုဖိတ်ခေါ်တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် and welcoming me here with you. ကျွန်မပြည်နယ်ကိုယ်စားလှယ် Michelle McCain ဖြစ်ပါတယ်ကျွန်မကိုဖိတ်ခေါ်တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် I want you to know that myself and my district stand with you and stand with your people in your fight to defend and preserve democracy. ဒီမှာရှိတဲ့လူတွေအားလုံးရဲ့ဒီမိုကရေစီရဖို့ကြိုးစားနေကြတဲ့အရာတွေဒီမှာရှိတဲ့လူတွေအားလုံးရဲ့လှုပ်ဆောင်မှုအားလုံးကိုကျွန်တော်တို့ထောက်ပံ့ပါတယ် And I look forward to my time in office learning more from you and spending more time with you, so I hope you'll invite me to things again. ဒီမှာရှိတဲ့လူတွေပေါ့နော်ကျွန်တော်တို့အကြောင်းတွေကိုသူကအခုသူသင်ယူနေတဲ့အချိန်ပေါ့နော်အဲဒါကြောင့်မလို့ရှေ့လာမယ့်အနာဂတ်မှာလည်းကျွန်မကိုဖိတ်ခေါ်ကြပါ And thank you to all of you that cooked that really delicious food. ဒီစားချင်စရာပေါ့နော်အများကြီးကိုပ
ပြုလုပ်ပေးတဲ့လူတွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်တဲ့ Human Refugee တွေကိုကျွန်မထောက်ပံ့နိုင်တဲ့နေရာကနေထောက်ပံ့ပြီးတော့စူးစမ်းနေတာဖြစ်ပါတယ်ရှေ့လာမယ့်အနာဂတ်မှာလည်းကျွန်မကိုကျွန်မဘက်ကနေပေါ့နော်ကူညီနိုင်တာကျွန်မဘက်ကလှုပ်ဆောင်နိုင်တာရှိလို့ရှင်လည်းအများနဲ့အကြောင်းကြားပေးပါကျွန်မအများနဲ့ကူညီထောက်ပံ့ဖို့အများနဲ့ ready ရှိပါတယ်ကျေးဇူးအများကြီးတင်ပါတယ် ဒါတော့ကျွန်တော်တို့ချင်းကွန်မြူနတီမှာပါဝင်နေတဲ့ကျွန်တော်တို့ထားတော့မြို့နယ်စီဆိုရဲ AC တယောက်ဖြစ်ပါတယ်သူတို့ဆရာကိုတပည့်ချုံပြီးမှဖြစ်ပါတယ်ကျွန်တော်တော့ချင်းကွန်မြူနတီလက်ရှိမှာကျွန်တော်ဥက္ကဋ္ဌဖြစ်ပါတယ်ကျွန်တော်ဇုံမျိုးຫນွေဆိုးဖြစ်ပါတယ်ကျွန်တော်ကလည်းဆရာဦးကျွန်တော်ဇုံမျိုးຫນွေဆိုးတပည့်ကိုခြုံပြီးမှဖြစ်ပါတယ်အားလုံးခုတ်လက်ခုတ်ပြီးကြပါဟုတ်ကဲ့အခုလိုကျွန်တော်ဒီလိုစောင်းဒီချိုးပေးတာဟာကျွန်တော်မထိုက်မတာဘောနော်မထိုက်တာဘူးပေါ့နော်မထိုက်တာတဲ့အချားထိုက်ခါလည်းပြီးမှကျွန်တော်ကိုနော်ထိုက်တာခိုက်တာဟာတကယ်လားဆိုတော့ဒါပြည်သူလူထုပါပဲလူထုကအဓိကဖြစ်တယ်လူထုပြည်သူလူထုကဒီစောင်းတွေကိုချိုးဖို့ထိုက်တာတယ်ဆိုတော့ဒါကျွန်တော်ကဒီဗီဒီယိုထုကိုစားပဲဒီစာကိုချုပ်ရချင်ဖြစ်တယ်ဆိုတော့အခုမှဒီကျွန်တော်ချင်း community ရဲ့ကောင်းဆောင်တွေဟာကျွန်တော်ချင်းပြည်နယ်ရဲ့ထိုးစာမှာဆိုရင်တခြားရွာကချင်းကောင်းဆောင်တယောက်လာတယ်ဆိုတော့အဲ့ဒီရွာမှာနန်းတော်တွေတတ်တယ်နန်းတော်တွေတတ်ပြီးမှခုနလိုတယောက်နဲ့တယောက်ကိုယူချတယ်ကိုပြူချတယ်ဆိုတော့ဒီနေ့ကတော့ကျွန်တော်ကိုနောက်တာပိတ်တယ်လို့ကျွန်တော်ယူဆတယ်။နာဆောင်ဖြစ်ပေမဲ့နောက်တာပိတ်တယ်လို့ယူဆတယ်ဆိုတော့သူပဲဒီသူစာ community မှာရှိတဲ့ဒီကျွန်တော်ချင်း community အကောင်းဆောင်တွေပေါ်မှာတကယ်ယေရှုနာမတော်အဖြစ်နဲ့ကျေးဇူးတင်ကြောင်းထားပြီးတော့ကျွန်တော်ပြောလိုပါတယ်ကျေးဇူးပါဆက်လက်ပြီးတော့ကျွန်တော်ချင်း community ရဲ့ညီကျွန်တော်တို့ဘာငွေတော့မရှိဘူးဒါပေမဲ့ကျွန်တော်တို့ကစိတ်ထဲမှာမြန်မာနိုင်ငံချစ်တဲ့စိတ်မြန်မာပြည်မှာရှိတဲ့တယံတာပုံဆုံးချစ်တဲ့စိတ်ကျွန်တော်ချင်းကွန်မြူနတီနဲ့ရှိတဲ့ဘာငွေတဲ့ကျွန်တော်ဆရာကိုတွေ့ policy မှာကျွန်တော်လူသားတော်မှာအားလုံးလက်ခုပ်တီးပြီးကြပါခင်ဗျာ
ခုလိုမျိုးချင်း community တွေချင်း all over the states, but mostly we work with our Baptist churches all over, the Christian churches, and community organization all over to advocate our country, America. သူနေမဲ့တော့ပပဖြစ်ပါတယ်လေသူကတော့ဒီဗမာပြည်ပေါ့နော်အကျိုးလုပ်ငန်းစဉ်အားလုံးအတွက်ကိုသူကနေပြီးတော့ဒီကနေပြီးတော့စီစဉ်တာဖြစ်ပါတယ် I'd like to thank the organizers here, the volunteers, and especially the honored guests that were here from the city, and here in the state representative and from the district. That was very, very important. We are very impressed. ဒီမှာပွဲစီစဉ်လူတွေအားလုံးနဲ့တူတူခွဲလာတဲ့လူအားလုံးလည်းသူပဲကျေးဇူးရှိပါတယ်အထူးအဲ့ဒီနေနဲ့ပေါ့နော်ဒီပြည်နယ်လွတ်တော်ကိုယ်စားလှယ်ပြည်မြို့တော်ဝင်ဒုတိယမြို့တော်ဝင်လည်းလာနိုင်တဲ့အတွက်လည်းအထူးပဲဂုဏ်ယူပေးပါတယ်လေ The Burma Advocacy Group was born because we were hoping that we can speak for people that are not able to talk to speak. ဒီတို့ ကျေးဇူးပါအားလုံးကျေးဇူးပါလက်ခုတိပေးရအောင်အကုန်လုံးတော့အားကျေးဇူးတင်တယ်နော်ဒီကျွန်တော်တေချာရေးထားတာရှိတယ်နော်ကျွန်တော်စိတ်ထဲမှာပေါ်လာတာဆိုတော့ဒီမှာတေချာရေးထားတဲ့တိုင်းပဲကျွန်တော်လက်ရေးကတော်တော်ဆိုးတယ်ဆိုတော့ကျွန်တော်လက်ရေးကိုဖတ်လို့မရတော့ဘူးတော်လာရေးအတွက်ဘလောက်အထိကျွန်တော်ဟာအဖက်ဖက်ကနေပြီးမှစူးစမ်းတယ်ဆိုတာပေါ့စူးစမ်းအားထုတ်မှုတစ်ခုအနေနဲ့ကျွန်တော်ဆိုချင်ပါတယ်ကျွန်တော်ချီပီနေမှာဆိုတော့ချီတချီတွေပေါ်လဲဒါတော့ချာဆိုပေမဲ့လည်းတချီတွေအတာကိုဒီကမဟုတ်ဘဲနဲ့ဒီတချီဟိုအတိတ်ပဲကိုဒီကကျွန်တော်တော့အားလုံးကိုလည်းနားထောင်စေချင်တယ်အတိတ်ပဲတော့ရှိတဲ့နေဝီမြကိုကူဖြတ်ပြီးမှရောက်နေလာတဲ့နေတိကိုရောက်မယ်ဆိုတော့ဒီနေဝီညဆိုတာအမောင်ထူးကြီးပေါ့နော်ဒီအမောင်ထူးကြီးကိုကျွန်တော်ကကူဖြတ်တယ်ဒီအမောင်ထူးကိုကူဖြတ်တဲ့အခါမှာခက်ခဲတော့ရှိမယ်နော်ခက်ခဲတော့ရှိမယ်စေကုန်မှုတော့များမယ်ဒါပေမဲ့လည်းနေတိကိုကျွန်တော်ရောက်မှာဖြစ်တယ်ဒါအင်တာမှာကျွန်တော်တို့အရေးကြီးတယ်ဆိုတာအမောင်ထူးကိုဖြတ်မှနေတိကိုကျွန်တော်ရောက်မှာပြမနိုင်ငံအတိပေါ့ပြမယူချီချင်းနဲ့ကျူးစာထားမှတစ်ချိန်မှာအောင်မြင်လွဲ့မြောက်မယ်ကျွန်တော်ဒီဒေါ်လာကိုလောက်တာဟာယူချီချင်းနဲ့လောက်တာဖြစ်တယ်ခါစားချက်နဲ့ပေါ့ကျွန်တော်ဘယ်သူမှမမဟုတ်ဘူးမမဟုတ်အမုတ်တရားနဲ့ဒေါ်လာကိုလောက်တာမဟုတ်ကျွန်တော်ဟာအမှားတရားနဲ့လောက်တယ်နော်ပြမယူချီချင်းနဲ့လောက်တယ်ဆိုတော့တာတရားလားဟာမချောမတာတော့ဆိုတဲ့နော်တာဝကူစီအာတိစိစလာအာတိထားဖို့လို့တယ်တခါလေကျွန်တော်ကြားလဲဒီအာကိုလေအာကိုတေချာ site ထူထားဖို့လို့တယ်အာတိထားဖို့လို့တယ်မချောမောတဲ့လာတွေများတယ်ဒါလည်းအမေစုအတွက်တိတရေးထားတဲ့တချီလို့ကျွန်တော်ကကြားဖူးတာပေါ့ဒါလည်းတရားကိုကျွန်တော်အားလုံးအတွက်ဖြစ်တယ်ဟိုတော့အမေစုအတွက်ရေးထားတာဖြစ်ပေမဲ့အခုကအားလုံးအတွက်ဒါတစ်ချက်ဖြစ်သွားတယ်ဆိုတော့ကျွန်တော်နဲ့အတူပေါ့နော်အားလုံးဆိုကြရကောင်းမယ်လို့ထင်တယ်ကျွန်တော်တယောက်တည်းဆိုတာထက်ပေါ့နော်
Thank you everyone. Thank you. နိုင်ငံကျော်အစိုးရတွေဆိုပြီးမှကျွန်တော်ဆိုတာတော့တိတ်မကောင်းတော့အဲ့ကဘယ်တော့မဆိုပြီးမှဆိုခိုင်းရပါဒီမှာရှိတဲ့လူကြီးမိဘတွေထဲကနေပြီးတော့မှပေါ့နော်လေလံနဲ့လူရှင်တဲ့သူတွေရှိတယ်ဆိုရင်ကျွန်မတစ်ခါတည်းပေါ့နော်ဒါအသစ်ဆက်ဆက်ပေါ့ဒါတော့စားမအောင်ဆုံးကင်တယ်ပြီးကြလို့ရှိရင်ဒီကိုနိုင်ဆိုင်ထူပေးပြီးတော့မှလူရှင်တဲ့လူရှိတယ်ဆိုလို့ရှိရင်တော့ကျွန်မတို့လေလံလေးစီစဉ်လေးတစ်ခုဒီမှာပြုလုပ်ရှင်တာဖြစ်ပါတယ်ဒီကနေရရှိတဲ့ငွေတွေအကုန်လုံးပဲခုနပြောသလိုပဲဒေတာဆဆာတို့ရဲ့လူသားချင်းစံနာထုတ်ထားတဲ့အဲမှာကျွန်တော်တို့ထည့်ပါမှာဖြစ်ပါတယ်လို့ကျွန်တော်တို့ဒေတာဆဆာနေပြီးတော့မှလက်မှတ်ရေးထိုးပြီးပါပြတဲ့ရက်ခံပါတယ်ဒါလည်းတခြားမျိုးတွေမှာပေါ့နော်ဒီလိုလုပ်နေတာကိုတွေ့တယ်တခြားတော်လိုင်းရေးသမားတွေအရင်များတဲ့မျိုးတွေလောက်တော့ကျမတို့ထောင်တောင်းတဲ့ရှိရမယ်လို့မမျှော်လင့်ပေမဲ့ဒီမှာရှိတဲ့သူတွေကလည်းစမသေးဘူးလို့ကျမမျှော်လင့်ပါတယ်ကျမတို့ထူစာမျက်နှာမငယ်ဖို့ရန်အတွက်ဒီမှာတတိတွေထိုင်နေကျမတွေ့တဲ့အတွက်ကြောင့်မို့လို့ရောက်စီတိုင်းပါဝင်ပြီးဆွေးပေးဖို့ရန်အတွက်မြေတားရက်ခံပါတယ်လို့ကျမတို့ဒါနောက်တစ်ချိန်တမိုင်းဝင်မဲ့ပစ္စည်းလေးဖြစ်ပါတယ်လို့ကျမအမိမြန်မာပြည်လွတ်လပ်ရေးရပြီးသွားတဲ့ခါကျလို့ရှိရင်တမိုင်းဝင်မဲ့ဒီပစ္စည်းလေးဖြစ်ပါတယ်ငယ်ဦးစပေါ်မှုတွေအတန်မကြားသေးဘူးနော်ထောင်ရှိရဒီသားတလုံးကိုဒေတာဆဆာဆိုင်ဟိုဘာလဲလေလံရောက်ရဲ့လူရဲ့နာမည်ကိုပါထိုးပေးပါနော်နည်းနည်းတော့ဈေးကြီးသွားပြီအဲ့ဒါနာမည်ပါပါကိုရဲရောကိုရဲအော်ဘုဘောမမဆွဲပြီးတော့ sorry လေးများများ sorry မမထောင်ရှိရထောင်ရှိရဘယ်လိုလုပ်ချင်ပါသေးလဲရှိရတဲ့လေလံတင်နေတယ်
ရတော့မှာအမေလက်ထောက် ကိုရဲ့ တော်လိုင်းကြီးပါဝင်တဲ့အမြဲတမ်းသူဈေးထွက်ပြီဆိုလို့ရှိရင်သူဈေးရောက်တဲ့ဆိုင်ရဲ့နာမည်ကအမေအိမ်ပါ